ကျွန်တော်တို့ဘောတွေညီကူမောင်နှမတွေအတွက်ပေါ့ဗျာဘယ်လိုလဲဆိုတော့ကျွန်တော်တို့တွေပေါ့ခေါင်းစဉ်လေးရတော့ကမ်းပါပြူတာကိုပဲထိုင်ငုံနေရပေါ့ကမ်းပါပြူတဲ့ဟာကိုထိုင်ငုံတော့ကျွန်တော်တို့အမြင့်ပြင်းကြီးပဲမြင်ရမှာပေါ့ဗျာအဲ့တော့ကျွန်တော်တို့ကတောင်ထွန်းတဲ့အရာမှာတွားပြီးတော့ရှာဖွေပြီးတော့လောက်ကင်စားတော့ဒီလိုပါပဲကျွန်တော်တို့ဟိုးဒီတော့ကျွန်တော်တို့လည်းကျွန်တော်မြို့မှာတိုက်ပွဲတွေဖြစ်တော့ပြေးချလွှားကြရင်လည်းကျွန်တော်ရဲ့ပြင်မစီပွားရေးကတော့ဗန်းရောက်တာပေါ့ခီးတော့ဝန်ဆောင်မှုလုပ်ငန်းလေးကျွန်တော်လုပ်တာလုပ်တဲ့အချိန်မှာကျွန်တော်တို့မြို့ရမထမဖဲတိုက်ပွဲဖြစ်တော့ကျွန်တော်ရှောင်းကြတင်းကြတော့ဘောကဘယ်ကစလို့စားမလဲငင်းတော့တွေးဝီးနေရဘောကဘယ်ကစမလဲလမ်းတွေပြောင်းဘာလို့လောမှမသိတနှစ်လဲဘာလို့လောမှမသိနောက်နှစ်လဲပါနှစ်နှစ်လောက်ကျွန်တော်တို့မှာဘယ်ကနေဘောကဘလို့စမှမသိအဲ့ချိန်မှာကျွန်တော်စာစုလေးတစ်စုဖတ်မိတာပေါ့သူကဘလို့လဲဆိုကမ်းပါပြူတာပဲလွမ်းမနေပါတောင်ထွန်းတဲ့အရက်ဒီမှာရှာပြီးတော့ကျွန်တော်တို့လေယာမြေစိုက်ကြည့်ကြတာအဲ့လိုပဲအခုလိုကျွန်တော်တို့လူမြို့ပြက်ရွာပြက်ပြီးလွှားလှုပ်ရှားနေတဲ့အချိန်မှာကျွန်တော်ပြက်သုံးသွားတဲ့အရာတွေကိုတိတ်ပြီးဝမ်းနည်းမနေပါနဲ့ကန်ကြောက်အဲ့တော့ကျွန်တော်တို့တောင်ထွန်းတဲ့အရာမှာတွားပြီးတော့စီးပွားရေးလုပ်ကြတော့ငါလို့ဘဝအတူတွေအတွက်အားပေးစကားလေးအဲ့လေးပြောချင်